တန်တဲ့လက်တွေမှာကောင်းမွန်တဲ့ tools တွေ bars တွေကိုအသုံးပြုခြင်းဟာဘာတွေကိုခေါင်းစီရတယ်ကျွန်တော်တို့ round crab တန်တဲ့လက်မှာအသုံးပြုနေတဲ့ mailing ပြုလုပ်ရာမှာသုံးတဲ့ bars တွေက DigiShape original mailing tools တွေပဲဖြစ်ပါတယ်အဲဒီ original mailing tools တွေက material မျိုးမျိုးကိုကောင်းမွန်စွာ mailing ပြုလုပ်နိုင်တာပဲဖြစ်ပါတယ်ဂျပန်နိုင်ငံ made ဖြစ်ပြီး ZPP 100D 2mm ZPP 50D 1mm နဲ့ ZPP 30D 0.6mm ဆိုပြီးသုံးမျိုးရှိပါတယ်။ Diamond Like Carbon DCL အလွှာပါဝင်တာကြောင့်ဘာကြောမှုနဲ့ပုတ်တက်မှုချော့ချနိုင်မှုတို့ကြောင့်လည်း mailing ပြုလုပ်ရမှာအကောင်းဆုံးဘားတွေဖြစ်ပါတယ်။ DigiShape Original Mailing Tools တွေကိုအသုံးပြုခြင်းကြောင့်ဒေါက်တာတို့အတွက်ထုတ်လုပ်မဲ့ product တွေရဲ့မာဂျင်လမ်းကိုကောင်းမွန်စွာရရှိစေတယ်။ဒါ့အပြင်ကောင်းမွန်တဲ့ tools တွေကိုအသုံးပြုခြင်းကြောင့် mailing ပြုလုပ်ရမှာ material ပဲထွက်ခြင်းမှာလည်းကာကွယ်ပေးတယ်။ဒီဆိုင်အထူးကောင်းမှုမာဂျင်လိုက်ကောင်းတဲ့ product ကိုတွေ့ချင်နေဆိုရင်တော့ round crab ကိုတည်ရလိုက်ပါခင်ဗျာ။